အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းမွေးစင်းမှာပါတဲ့စကားလုံးတွေရဲ့အတိတ်ပဲတွေကိုပြောပြပေးမယ်နော်စုတိဘတ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 ်ဆိုတာကတော့မွေးစင်းရဲ့လက်မှတ်ကိုပြောတာဖြစ်ပါတယ်လက်တီလက်တီလက်တီဆိုတာကတော့မွေးစင်းရဲ့အမှတ်စဉ်ကိုပြောတာဖြစ်ပါတယ်วันที่ဆိုတာကတော့ဒီမွေးစင်းကိုထုတ်ပေးတဲ့ရက်စွဲကိုပြောတာဖြစ်ပါတယ်ชื่อตัวဆိုတာကတော့ဒီကလေးရဲ့နာမည်ကိုပြောတာဖြစ်ပါတယ်ชื่อสกุลဆိုတာကတော့ကလေးရဲ့မျိုးရိုးနာမည်ကိုပြောတာဖြစ်ပါတယ်เกิดเมื่อဆိုတာကတော့ကလေးမွေးဖွားတဲ့ရက်စွဲကိုပြောတာဖြစ်ပါတယ်เวลาဆိုတာကကလေးမွေးဖွားခဲ့တဲ့အချိန်ကိုပြောတာဖြစ်ပါတယ်ตรงกับวันဆိုတာကတော့ကလေးမွေးဖွားတဲ့နေ့ကိုပြောတာဖြစ်ပါတယ်เพศဆိုတာကတော့ယောက်ျားလားမိန်းမလားလိင်အင်္ဂါအမျိုးအစားကိုပြောတာဖြစ်ပါတယ်ဒီနေ့တလောက်ပါပဲเนาะနောက်နေ့မှပြန်ဆောင်ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ขอบคุณครับ